ကောက်ကျစ်စင်းလဲခြင်းနဲ့ကျင်းသောဣသရေလမျိုးသားအစဉ်စစ်ကိုကြည်လာတော့ဟိုသူအားရှင်တို့ရဲ့နေတော်မူ၏ချလာသောညီကမုန်မပေါင်းတို့တန်တာချွေစာနဝေနာမီစာတရားတော်မြတ်မှာဒီတာဟမလာပြီးတော့ပါဝင်ရတဲ့အခွင့်အရေးဟာတာမန်ခွင့်ရေးတော့ကျွန်တော်မတတ်မှတ်ချင်ပါဘူးအခွင့်အရေးထက်ပိုပြီးတော့တာတဲ့ဂုဏ်ပြုမှုတစ်ခုဒါမှမဟုတ်ရင်ဘုရားရှင်ရဲ့ကြီးမြတ်သောမေတ္တာတော်ကြောင့်ဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကျင်းပကြတဲ့ပွဲထဲမှာတရားမင်းမီကယ်ရာဖာအယ်နဲ့နောက်ပါကြတယ်မီကယ်နော်သုံးပါးရဲ့ပွဲမျိုးကိုကျွန်တော်ကျင်းပတယ်အဲ့တော့ဒီတရားမင်းသုံးပါးဟာသူတို့ရဲ့ဘဝတက်တာမှာဘာအရေးကြီးလဲဘာလို့လုပ်ဆောင်ခဲ့တယ်လဲဆိုတာမင်းမယ်ဆိုရင်ဟိုးရှိကအငယ်ဆုံးကလေးကတော့ပေါင်းသိမယ်ဆိုတော့ဒါလည်းမပြောတော့ဘူးနော်အဲ့တော့တရားမင်းဆိုတာကျွန်တော်တို့သုံးပါးတည်းမဟုတ်ပါဘူး၄ပါးရှိပါတယ်မနေ့ကဟောဝါဒပေးတဲ့ကာရမတ်ကလည်းသူကိုပြောခဲ့ပါတယ်လူစီဖာဆိုတဲ့တရားမင်းလည်းကြံပါသေးတယ်တို့တော်လည်းဒီလူစီဖာဖြစ်တဲ့ဒီလောကကြီးကိုအမောင်အလင်းအမြင့်ပေးနိုင်တဲ့ဒီတရားမင်းလေးဟာမိမိရဲ့တာဝန်ဝတ္တရားကိုသိနေတဲ့အခါမှာငါချက်ဖရာဘာလို့မှအစစ်မမြင်တော့ဘူးဆိုတော့ထင်ပြီးတော့ဖရာရဲ့စကားကိုနားထောင်ခြင်းနဲ့စာနာပြီးကြောက်ပေါ်သွားခဲ့ရပါတယ်အဲ့တော့ဖရာကိုနာမခံခြင်းတဲ့အတွက်ကြောင့်ဖရာနဲ့မသက်ဆိုင်တဲ့နေရာကိုရောက်သွားရတယ်အဲကြောင့်လည်းကျွန်တော်တို့ဒီတရားမင်းလူစီဖာကိုသူတို့နတ်ဆိုးမင်းလို့လည်းခေါ်ကြပါတယ်။တနည်းအားဖြင့်အင်္ဂလိပ်လိုက the fallen angel လို့ခေါ်တာပါနော်။ယာထုံးကြသွားတဲ့တရားမင်းလို့ခေါ်ရမှာလား။ဘဝပြောင်းသွားတဲ့တရားမင်းလို့သူတို့ခေါ်ချင်ပါတယ်။သူ့ရဲ့တာဝတ္တရားအရာကိုကြီးမားတယ်။သူ့ရဲ့ဒီဘဝတက်တာလည်းတကယ်ကြီးမားတယ်။မီကယ်ဆိုတာကနော်ရာဖာမီကယ်ဆိုတာကဒီတရားမင်းလူစီဖာမရှိခင်တော့သူမှရှိကြအကြောင်းတိတ်မရှိဘူး။ဘာဖြစ်လို့လဲ။စိုက်ခရတဲ့ရန်သူမှမရှိသေးတာ။ဂါဘရီယယ်ကျတော့လေသူ့ကမြခက်ခဲအမင်းတော်ပြန်ရတယ်။နော်အဲလီဇဘက်ကိုတော့ပြီးအကြောင်းကြားတယ်။နော်အသက်80ရှိတဲ့ပွားရုပ်မင်းကလေးရတယ်ကလေးမွေးမယ်ဆိုတော့ဟာတာကပြောနေတာလား။နော်အသက်80ပြီနော်အဲလီဇဘက်ဘယ်လိုဖြစ်နေမှာလဲ။နောက်မြဟာတာလာလုပ်နေတာလား။ကလေးကလားစကားလာမပြောနဲ့။ဒီမဟုတ်တော့ဘူးနော်။တော့ဖះမချင်တဲ့ခက်ပြောခဲ့တယ်မေရောမာရီယာအပြိုကညာလေးကိုရင်းကလေးမွေးမယ်မက်ဆီယာမွေးမယ်ဟာဘယ်လိုဖြစ်နိုင်မှာလဲနော်ယောက်ျားလေးဆိုတာတော့မှအဝေးနေမြင်ဖို့ရမရှိတာပေါ့နော်ဆိုတော့မလွယ်ဘူးတဲ့ဒီတည်င်းပေါင်းတွေကိုဟိုတဲခိုင်းတဲ့ဟိုပြောခိုင်းတဲ့တရားမင်းဂါဘရီယယ်ရာဖာဆိုလည်းပဲဖျားနာနေတဲ့ဒီမျက်စိပေါ်သွားတဲ့ဒီပုဂ္ဂိုလ်အလင်းပြန်ရအောင်မဖြစ်နိုင်တဲ့နည်းနဲ့တော့ဖျားရှင်ရဲ့အစွမ်းတကူကျေးဇူးတကူကိုပေါ်ပြပေးခဲ့တဲ့တရားမင်းဖြစ်တယ်။အဲ့တော့ဒီတရားမင်းတွေအားလုံးဟာကြည့်နေဆိုရင်သူတို့မှာတာဝန်ကိုယ်စီရှိကြတယ်။တို့တော့လည်းဒီတာဝန်နဲ့သူတို့ရဲ့တာဝန်တွေဘယ်လောက်ပဲချင်းနေနေပါစေသူတို့ရဲ့အချိန်ကြီးကဘယ်လောက်ပဲမြင့်မြတ်နေပါစေဖျားရှင်ရဲ့အလိုတော်နဲ့ဖျားရှင်ရဲ့ချစ်ချင်းမြတ်တာဆိုတဲ့အရာတစ်ခုတည်းကိုပဲယူရှင်းတို့လေ့လာကြတယ်ဒီယူရှင်းအသက်ရှင်ခဲ့ကြတယ်အဲ့တော့ဖျားရှင်ရဲ့ချစ်ချင်းမြတ်တာနဲ့ဒီဖျားရှင်ရဲ့စေခိုက်ရာကိုလိုက်နာခြင်းနဲ့အစိတ်တွေဟိုရော့ပါနေပါလာတဲ့အခါမှာတရားများနေပြီးတော့နတ်ဆိုးမင်းဖြစ်လာရပါတယ်တော်တော်များပြည်သားရဲ့ဘောတက်တော့ကြီးတဲ့အခါမှာဒီတရားမင်းတွေနဲ့တူညီတဲ့ချက်လေးတစ်ခုကျွန်တော်တွေ့ရပါတယ်။ယူသားဆိုတာဖြင့်ဘုရားကိုချစ်တဲ့သူ့ရဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်။အဲ့တော့ဒီငယ်ရွယ်သေးတဲ့နော်ဘယ်သူမှမမြင်ရတဲ့နေရာမှာကလကနောက်ွယ်မှာပဲအမဲတမ်းနေရတဲ့ဒီကရှင်လေး ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ
နော်19ရာစုအလုံးလေးမှာကုန်ခါလေးလောက်အသက်ရှင်ခဲ့တဲ့တေရရှင်လေးသူ့ရဲ့ဘဝတက္ကမှာနာမည်ကြီးရအောင်သူစောင်းတော့မှလည်းမထုတ်ခဲ့ပါဘူးသူ့ရဲ့ diary လေးကိုရေးခဲ့တဲ့ spiritual diary ဘုညင်ရေးစရာသူ့ရဲ့ခံစားချက်လေးသူ့ရဲ့ကျေးဇူးတော်ခံစားရရလေးကိုသူရေးခဲ့တယ်သူ့ရဲ့ချီးခဲ့တယ်သူ့ရဲ့မိဘတွေနဲ့စာတော်ဖာလာလေးရေးခဲ့တာလည်းသူရှိပါတယ်ဒီလောက်ရိုးရှင်းတဲ့ဘဝပိုင်ဆိုင်အသက်ရှင်ခဲ့တဲ့တန်တာထရီဇာလေးဟာဘာဖြစ်လို့ဒီလောက်ကြီးချင်းမြတ်တဲ့နာမည်ကြီးတဲ့ယဟန်ကဖြစ်လာရတာလေသူ့မှာထူးခြားမှုတစ်ခုရှိနေလို့ပဲဆိုတော့ကျွန်တော်သိနိုင်ပါတယ်အဲ့တော့သူ့ရဲ့ထူးခြားတဲ့အချက်ကပါလဲဆိုတော့ကျွန်တော်တို့အားလုံးကိုခက်ဆက်ဆက်မှရှိတဲ့လူသားတွေအားလုံးကိုဘုရားရှင်ရဲ့လောကတော်ဟာအခုအချိန်မှာအသက်ရှင်နေတဲ့ကိုယ်နဲ့သက်ဆိုင်နေတဲ့ still very fresh အမေရာအခုကြားရတဲ့အတိုင်းအခုအချိန်မှာဖြစ်နေတယ်ဆိုတဲ့အချက်ကိုအသက်သွင်းပေးနိုင်လို့ပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုအသက်ဘုရားရှင်လောကတော်တင့်အတွက်သက်ရှင်နေတဲ့အခုအချိန်မှာတင့်အတွက်သက်ရှင်နေတဲ့မနေ့ကမဟုတ်ဘူးမနေ့ကမဟုတ်ဘူးပြီးခဲ့တဲ့10နှစ်တော့အရေးမရှိဘူးအခုလက်ရှိချိန်မှာအသက်ရှင်နေတယ်အဲ့တော့ဒီအသက်ရှင်တဲ့လောကတော်နဲ့တင်ဘလို့အသက်ရှင်မှာလဲဒီလောကတော်အတိုင်းပူပြီးတော့နည်းနည်းရှဲရှဲအသက်ရှင်နေဖို့ရပူပြီးတော့လောကတော်စိတ်ထားတဲ့အတိုင်းလိုက်နာနေဖို့ရယူယတာနဲ့ဒီအသက်လောကတော်အတိုင်းကာလပပနဲ့ယူယတာအသက်ရှင်နေဖို့ရတယ်ဒေသနာထရီဇာတဲ့ကျွန်တော်အလင်းပြပေးနိုင်တဲ့အတွက်ကြောင့်ဒေသနာထရီဇာဟာဘုရားရဲ့အမြင်မှာအသိတော်ရဲ့အမြင်မှာအရာကိုနာမည်ကြီးနေတဲ့နာမည်ကြီးနေတာဖြစ်တယ်လို့ပြောမယ်ဆိုရင်မှားမယ်မထင်ပါဘူးအဲ့တော့သံဃာထရီဇာရဲ့ဘဝတတဟာ the heart of the gospel ဒီဧဝံဂေလိကျမ်းစာတော်ကိုအနိတာရရှိဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့ချက်ပေါ်မှာကျွန်တော်တို့သိနေပါတယ်အဲ့တော့အဲ့ဒါဘာလဲဒီဟာတော့ဒီလောစကလာပါပဲသူများရှိချင်းနဲ့ထားရမယ်သူတစ်ပါးကိုလေးစားရမယ်သူတစ်ပါးကိုခုလုပ်ပေးရမယ်လူညံ့တဲ့ကိုကြီးကိုပေးနိုင်ရမယ်တနာကုနာတက်ရမယ်သူတစ်ပါးကိုပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကိုသူရဲ့လိုရစာနာတွေလိုအပ်ချက်တွေကိုပို့ပြီးတော့နားလည်နိုင်ရမယ်ကိုယ်နဲ့ကြုံနေတဲ့လူတွေကပါလိုအပ်တယ်သူတို့မှာပါလိုအပ်တယ်ဆိုတဲ့အချက်ကိုသိရမယ်ဆိုတဲ့အချက်ဟာနော်ဒီဧဝံဂေလိကျမ်းစာရဲ့အကြီးကအမြင့်ချုပ်ပဲဖြစ်ပါတယ်အဲ့ဒီအမြင့်ချုပ်ကိုတန်ခါဆွေစားကျွန်တော်တို့သင်ပြပေးပါတုံ့ပြန်ပေးပါတယ်နောက်ဆုံးတစ်ခုလည်းကဘာသင်ပေးတယ်ဆိုတော့မိတိုင်းကိုယ့်ရဲ့ဘဝအတ္တကိုလူသားပြည်လူတတိဝရဲ့လူသားဘဝအနေနဲ့ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုတုံ့ပြန်ပေးပါတယ်ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုခံယူခြင်းရင်စိတ်မှန်တဲ့ဘုရားတတ်တာကိုသက်ရှင်ပါSaint Irenaeus about the lesson, the glory of God is made fully alive. The king Piaye, Bona ha, Mini, Lupo, Pipi, Wawa, attention, Lundari, Pipero, Sugara. And as the brother of Yogare, I shall in Aroma, Ludaria, Lupo, Pipi, Wawa, attention, I go younger, and he got a huge and cherry reputation to know the wall of my body. အဲ့တော့ကျွန်တော်တို့တွေချစ်ချင်းမေတ္တာနဲ့လက်ရှင်ဖို့သူတစ်ပါးကိုမေတ္တာထားဖို့ကျွန်တော်ခဏပြောတတ်ကြပါတယ်ခုကိုယ်နဲ့ပြောတဲ့သူများပြောတာတွေကိုကြားရတယ် being in love သူတစ်ပါးကိုချစ်ရတယ်ဖျောက်ချစ်ရတယ်မိစ္ဆာသူကိုချစ်ရတယ်ဒါပေမဲ့ချစ်ချင်းမေတ္တာဆိုတဲ့အရာတို့ကချစ်လို့မြစ်လို့ပဲဖြစ်တဲ့အရာတွေကိုတော့ချင်းလို့ကျွန်တော်တို့ကပေါ်တာကိုဘယ်လိုပြောမလဲနော်လောလောကိုအတိတ်ကမဟုတ်ဆိုပါဘူးချစ်စရာကောင်းတယ်လို့ဆိုတာကချစ်စရာကောင်းတဲ့ဟိုစကားချစ်တာအတန်လေးတွေနဲ့စကားပြောတာအတူနဲ့ဝင်ချိုးတဲ့စကားကိုပဲတစ်ချိန်လုံးပြောနေတာကချစ်ချင်းမေတ္တာအသက်ရှင်တာလို့ကျွန်တော်ကမှတ်မယ်ဆိုရင်ဒီချစ်ချင်းမေတ္တာဆိုတဲ့စကားလုံးရဲ့အမြဲတမ်းပဲဟာအရှားကိုပေါ့သွားပါလိမ့်မယ်ဆိုတော့ဝိညာဉ်ပညာရှင်တော်ကဘယ်လိုပြောခဲ့တယ်လဲဆိုတော့ကိုကဘုရားကိုချစ်ယုံနဲ့ကိုယ့်ဘက်ကကိုယ့်အမြင်မှာချစ်ယုံနဲ့မ
ငါမှသူ့ကိုချစ်နေပြီလို့ပြောလို့မရသေးပါဘူးလို့ဆိုပါတယ်ဒီချိန်မှာငါသူ့ချစ်တယ်လို့ပြောလို့ရတယ်ကိုယ်အချစ်ခံရတဲ့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကနေပြီးတော့ဒီပုဂ္ဂိုလ်ကငါ့ကိုချစ်နေပါလားလို့ခံစားပြီးတော့သူ့သိမြင်လာတဲ့ချိန်ကြမှာဒါလည်းကိုကဒီပုဂ္ဂိုလ်ချစ်တယ်လို့ပြောလို့ရပါတယ်လို့ဆိုခဲ့ပါတယ်အဲ့တော့မိဘတွေကကိုယ့်ရဲ့သားသမီးကိုချစ်တယ်လို့ပြောကြတာရှိပဲဆရာတွေကကိုယ့်ရဲ့သားသမီးတွေကိုချစ်တယ်လို့ပြောကြပါပဲတို့တော့လည်းကိုယ့်ကိုချစ်တယ်လို့မကြွေးကြော်ခင်မချင်ရခင်လေးမှာစဉ်းစားဖို့သားသမီးတွေကငါ့ဖေကငါ့အမေကငါတို့ကိုချစ်တာလားဆိုတာခံစားစိတ်နေတာမိဘရဲ့ချစ်ချင်းမေတ္တာဖခင်ရဲ့ချစ်ချင်းမေတ္တာလူတွေခံစားသားသမီးတွေခံစားပြီးဆိုမှဒါလေမိဘကသားသမီးတို့ကိုမင်းတို့ငါချစ်တယ်လို့ပြောမယ်ဆိုရင်ဒီစကားလုံးရဲ့အတိတ်ပဲပို့ပြီးတော့လေးနဲ့လာပါလိမ့်မယ်အဲ့တော့သုတ္တန်ဆန်အခန်းကြီး16နဲ့16မှာစိတ်မှန်တဲ့ဉာဏ်ပညာအကြောင်းကိုပြောရပါတယ်ဒီစိတ်မှန်တဲ့ဉာဏ်ပညာဟာရွှေတဲ့ကုသတာမှုရှိရင်ဝေတဲ့ကုသတာမှုရှိတယ်ကျမ်းပါတဲ့ဒီကျမ်းပါတဲ့ကိုကျမ်းပါရှိတဲ့ကုသတာမှုရှိတယ်ကပါရှိတဲ့ကုသတာမှုရှိတယ်အဲ့တော့အဲ့ဒီလိုတာမှုရှိပါတဲ့ရွှေတဲ့ဝေတဲ့ကျမ်းပါရှိတဲ့ဟိုစိတ်ဆုံးတာစေဖို့ပြောလာပါတဲ့အနာပါတဲ့ကုသတာမှုရှိတဲ့ဒီဉာဏ်ပညာကိုတန်ခါပြေစားရပြီးတော့ရရှိခဲ့ပါတယ်သူရဲ့ဘောဓတာဟာဒီတိရရှိတော်ကိုပြည့်တဲ့အချိန်ကနေစပြီးတော့နေကောင်းတဲ့ဆိုတာမရှိတော့ပါဘူးတရက်တခြားယောဂတွေတိုးလာတဲ့နာကျင်မှုတွေပွားလာတယ်ဒါပေမဲ့အရေးကြီးတဲ့ချက်တွေကပါလေနာကျင်မှုတွေယောဂတွေလာတော့နာကျင်မှုတွေပွားလာနေလူသားတွေနဲ့တရားရှိဖို့ရှင်းတော်မှုတွေတိုးလာနေတယ်ပဲဖြစ်တယ်။အဲ့ဒီအကြောင်းအရာဟာသူမရဲ့ဒီနာကျင်ဝေဒနာကိုရှင်းတော်မှုတွေကြောင်းလဲနိုင်တဲ့သဘောတော်ပဲဖြစ်တယ်လို့ကျွန်တော်တို့ဆိုနိုင်ပါတယ်။တော့တန်တန်ဆွေးစားကသူ့ရဲ့ဒုက္ခဖြစ်ခဲ့တဲ့ခြားလိုက်ပြီးတော့ဘုရားရဲ့ချစ်ချင်းတာကိုသူဘယ်လိုအသက်ရှင်ခဲ့တယ်လဲ။တန်တန်ဆွေးစားရဲ့သူ့ရဲ့ spiritual training မှာသူ့ရဲ့တုံ့ပြန်ချက်ထဲမှာတော့အဓိကဆိုပြောတယ်ဆိုဘုရားကကြောက်ကြကောင်းတဲ့ဘုရားမဟုတ်ဘူးဘုရားကဖြောင့်မမှန်ကန်တဲ့မှန်တဲ့ဒီအမှန်တရားကိုသူတို့တဲ့ချက်ကိုအပြစ်ပေးတဲ့ဘုရားမဟုတ်ဘူးဒီဘုရားဟာဒီဘုရားရှိရောက်တိုင်းကိုယ်ကြောက်ရွံ့နေရတဲ့ဘုရားမဟုတ်ဘူးလို့သူမြင်ခဲ့တယ်သူတို့ကလည်းဘုရားရဲ့ဖြောင့်မခြင်းကိုပြောဆိုတဲ့အခါမှာကြောက်ရွံ့နေတဲ့အစားသူကယုံကြည်မှုတွေဒီဘယ်လိုပြောမလဲတက်တောင့်တတာလည်းသူနားထောင်နိုင်ခဲ့တယ်။ဘာဖြစ်လို့လဲ။ဘုရားကျင်နာခြင်းရှိတဲ့ဘုရားဆိုပြီးတော့သူတဘောပေါက်နိုင်ခဲ့တော့လည်းဖြစ်တယ်။အဲ့တော့ဘုရားအကြောင်းပြောလို့ဘုရားရဲ့ judgment တရားစီရင်ခြင်းအကြောင်းပြောဆိုတဲ့အခါမှာသူ့ရဲ့အားနည်းချက်တွေကြောင့်ဝမ်းနည်းနေရမယ့်အစားကြောက်ရွံ့နေရမယ့်အစားသူဟာအရှမ်းကိုအေးအေးချမ်းချမ်းနဲ့ပျော်ရွှင်မှုရနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ God knows how weak we are ဘုရားကငါတို့ဘယ်လောက်အထိခုံမနေပါတယ်ဆိုတာသိလို့ပဲဖြစ်တယ်လို့ဒီမှာဆိုခဲ့ပါတယ်။အဲ့လိုတန်ခါဆွေးစားတဲ့အကြောင်းကိုပြောနေတဲ့အချိန်ကမှဒီနေ့ဒီမှာဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုအဆုံးရတဲ့ပွဲတွေအများရှိနေတဲ့အချိန်တွေဖြစ်ပါတယ်။ဂျန်ဆင်စင်ဆိုတဲ့ပုဂ္ဂိုလ်တွေကဒီဘုရားရဲ့ဖြောင့်မခြင်းဒီအတိရဲ့စိုးကျိုးတွေကိုလုံးလုံးကဲကဲလိုက်လာပြောချင်းညာနေတဲ့အချိန်ဟောပြောနေတဲ့အချိန်ဖြစ်တယ်။သူတို့ရဲ့ရှင်မချက်ကကောင်းတယ်သူတို့ရဲ့အပြစ်ရှောင်တယ်ကိုတို့တော်လည်းဘုရားရဲ့ဖြောင့်မခြင်းတရားရှင်ခြင်းတို့အကြောင်းကိုတာအားဆိုင်ပြီးတော့ပြောဆိုတဲ့အခါမှာဘယ်လိုဖြစ်လာလဲ။အပြစ်သားတွေကကြောက်ရွံ့ပြီးတော့ဘုရားကြီးရောက်ဖို့ရတဲ့ခက်ခဲလာတယ်။အဲ့တော့တန်တဲ့ဆွေစားရဲ့ခံယူချက်ကပါလေငါတို့အဖြစ်ရှိတယ်။ဘုရားငါတို့ရဲ့အဖြစ်
တိုင်းတရားမြင်တယ်ငါတို့ရှိတယ်ဆိုတော့တော့ဒီလေဘာလို့ကလေးလေးတရားကသူ့မှာသူ့မာလူလို့တဲ့အခါမှာအမေကိုတွေ့တော့သူအမေရှိမှာဘာလို့လဲသွားထိုင်တယ်အမေကလေးမာမန်းတည်တယ်ဒါမေးဖို့အရင်ဆုံးမစမ်းစားပါဘူးနောက်တစ်ခါမမဘုရားသူကိုကြီးကောင်းကိုကြီးလိုက်မယ်ကိုကြီးရာရှိပါပဲအဲ့တော့အပိဓာပေးလို့စပြီးတော့စဉ်းစားတဲ့မိခင်ဖခင်ဟာဒီကလေးတယောက်ကောင်းတာလို့အားမပေးတဲ့လို့မိဘလည်းဒီကောင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲအပိဓာခံယူတဲ့လူကမလိမ္မာနိုင်ဘူး။အချစ်ခံရတဲ့ကိုလိုချစ်ခံရတယ်အဲ့ဒီကိုလိုနေရင်ကိုယ့်ရဲ့အမားကြီးကိုတွင်တင်ပေးရင်လည်းကိုယ်လမ်းမှာပြသပေးတဲ့ဒီမိဘတွေကလည်းသားသမီးတွေကိုပေါက်ရောက်ပြီးတော့လမ်းမမှားအောင်တွင်တင်ပေးတယ်မိဘတွေဖြစ်တဲ့ဆိုတာကျွန်တော်ယုံကြည်ပါတယ်။အရာတို့ကိုရှိတာကအရာတို့ခံစင်းတာရှိလို့ခံစင်းတာကိုယ်ရချစ်တဲ့တောင်ခံလို့ကိုယ်ခံစင်းတာသူနဲ့ပြောရွှင်ကြလို့ကိုယ်ခံစင်းတာကိုယ်မှမာရုံးခဲ့တော့ဒီအမားတွေကိုအခုလိုပေးဖို့သူ့ရဲ့သားတော်ကဆီလို့ပြီးတယ်အဲ့တော့နင်းချတဲ့ယုံကြည်ခြင်းနဲ့တရားကိုကျွန်တော်ယုံကြည်ကြတယ်နင်းချတဲ့ချစ်ခြင်းနဲ့တရားကိုချစ်ကြတယ်ဘုရားရဲ့အချစ်ခြင်းကိုလည်းနင်းချပါယူလာတော့သူတို့ခံယူနိုင်ကြတယ်ဒီကနေ့ကျွန်တော်တို့ကြိုးစားကြဖို့လိုပါတယ်တော့ကျွန်တော်တို့ရှိမကောအကြီးအကြီးတစ်ဆက်အနေဆက်ခွန်နဲ့30ကိုဖတ်တဲ့အခါမှာနော်တတိလိုငယ်လေးဒီကိုအကြောင်းကျွန်တော်သိရပါတယ်အဲ့ဒီလိုငယ်တစ်ချိန်တည်းတင်ခွတော့သွားပြီးမြင်ရခဲ့ပါတယ်သာဝအသိရဖို့ဘယ်လိုလုပ်ရမလဲအကျဉ်းကတော့လိုငယ်လေးပြောတယ်ဒီလိုငယ်လေးဒီမှာရှိတဲ့ဒီပြင်းရတော်ကိုလိုက်လာပါကိုတက်ကိုမတက်နိုင်တဲ့ဘာပြည့်တမ်းမဲ့အောင်မသိမှန်းလဲဆိုတော့ကိုယ်လည်းပြောတယ်တာချင်အောင်မြင်နေကြတဲ့လိုက်လာခဲ့ပြီးပါပြီဘာလို့သေးလဲမိမပြီးဆုံးချင်းရရှိနေဆိုရင်တဲ့တော်ပြောတယ်မိမရှိတဲ့အရာတွေအကုန်လုံးရောက်ဆင်းရဲတာကိုပေးငါတော့လိုက်ပါလို့ဆိုတယ်အဲ့တော့အဲ့ဒီမှာတကယ်ပြီးတော့ဒီလိုမျိုးဒီစကားတွေမပြောခင်မှာလူငယ်လေးကိုနော်ရှင်မဘုရားရေဝေချမ်းသာကိုကြားထားကြည့်မယ်ဆိုရင်ရှိရွေကြည့်တော်မူ၏ဆိုတဲ့စကားလေးကိုပြရတယ်အဲ့ဒီလူငယ်လေးကိုရှိရွေကြည့်တော်မူ၏ဖြောင်းတဲ့လူငယ်လေးအကြီးသားလေးကိုတကယ်ပြီးတော့ရှိရွေကြည့်တော်မူတယ်အဲ့ဒီကြည့်ပြီးတော့ကြည့်တဲ့အခါမှာသာလေသူ့ပြောတယ်မိမရှိတဲ့ကြတဲ့အားကိုရောင်းမှတော့လိုက်တယ်လို့ပြောတာတော့ဒီလိုလည်းပြီးရတော့လို့လိုက်လာတယ်လူလေးလူတွေအမြင်မှာတက်တဲ့ကြားရရှိတဲ့ပုဂ္ဂိုလ်ဒါနဲ့ခရစ်တော်ပြောလို့ခရစ်တော်ကိုကြည့်တယ်လို့သူကကိုယ်နဲ့နေဆက်တော့သူမကြည့်နိုင်ဘူးမကြည့်နိုင်တော့ခရစ်တော်တော့မလိုက်နိုင်တော့ဘူးမျက်နှာရည်ညှိုးမှန်းပြီးတော့ကပ်ပြီးတော့တခြားတဲ့နေရာကပ်သွားရရှာတယ်ဆိုတော့တန်တာဆွေသားရဲ့ဝိညာဉ်ရေးချက်စင်ဟာအဲ့ဒီလူနိုင်ရဲ့စန့်ကျင်တယ်ဖြစ်တယ်သူတကားရဲ့သူတကားကိုချစ်ကြည့်ပါခုမှပေးဆက်ဖို့ရတယ်ဘုံမလေးတော့ပေးစရာလည်းအများကြီးရှိနေတာလေအဲ့ဒါပေးလည်းမပေါ့တောင်းလည်းမပေါ့နိုင်ဘူးပေါ့နော်ဒါကြည့်ကြတော့ဒါကြောင့်ကျွန်တော်တို့ဒီတန်ခါချိန်စားရဲ့ဒီယူရှင်းလာတဲ့ဒီချစ်ချင်းမြတ်တာကိုနော်ဘုရားရှိတဲ့ချစ်ချင်းမြတ်တာသူ့ကိုယ်လည်းအရာရှိတဲ့ဉာဏ်နာမလေးတစ်ပါးပဲနော်အချစ်နဲ့အရာခံတဲ့ဉာဏ်နာမလေးတစ်ပါးအဲ့တော့ဉာဏ်နာတန်ခါချိန်စားအရာရဲ့ချစ်ချင်းမြတ်တာကိုဘုံလုံးများခံယူခြင်းနဲ့သူတစ်ပါးရဲ့ချစ်ချင်းမြတ်တာဘုံလုံးများခံယူခြင်းနဲ့သူကလည်းတခြားလူတွေအားလုံးကိုဘုံလုံးများချစ်ခြင်းနဲ့I come now about it. My vocation I want to be the heart in the church. At the end of it, no longer kitchen to treat of everything. I don't know. And actually, I know now, Jimmy, Jimmy, I am never putting it. And actually,
ရားရဲ့ရှိနေတာကိုဖူမှုပြခံယူနိုင်မယ်ဆိုရင်ကျွန်တော်တို့တာဝန်နဝနာဒီနဝနာပြောရချုံတာကလည်းအဲ့လိုနဝနာပြောရချင်းအချင်းပေါ်နိုင်ချင်တော့ကိုယ့်ရဲ့ဝိညာဉ်ချက်စမှာလည်းအကျိုးရှိနိုင်အောင်လို့တန်တထရဇာရဲ့စုပေါင်းပေးခြင်းတန်တထရဇာရဲ့လမ်းပြဖို့ဆိုပြီးအများအားခံရရှိကြပါစေလို့စုပေါင်းပေးဖို့ချုပ်ပါတယ်